အားလုံးပဲမင်္ဂလာပါပထမဗီဒီယိုလေးမှာတော့ကျွန်တော် N5 level မှာ common ဘက်လေးတွေပေါ့နော်အသုံးများတဲ့ဘက်လေးတွေအကြောင်းကျွန်တော်ဒီခေါ်ဆိုတိုင်ပြီးသွားပြီပေါ့နော်ဆိုတော့ဒီခုမှလည်းကျွန်တော်ဒီ N5 level ဆိုတော့ကျွန်တော်တို့ဖတ်တာတွေပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်တို့အတန်ထွက်လေးတွေနဲ့အပါဝင်ပေါ့နော်ကျွန်တော်ဒီမှာအဓိပ္ပာယ်လေးတွေနဲ့ဗီဒီယိုလေးလုပ်ပေးနေတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုဘတ်ပေါ့နော်ကျွန်တော်တို့ Doshi 2ပေါ့နော်ဒီဗီဒီယိုလေးက number 2ဗီဒီယိုလေးဖြစ်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့သွားရအောင်ပေါ့နော်ပထမတစ်ခုကတော့ကျွန်တော်တို့ mass ဆိုလို့ရှိရင်ကျွန်တော်တို့ကစောင့်တည်ပေါ့နော် mass ဆိုလို့ရှိရင်စောင့်တည်ခါရီလူဆိုတာရှေးတည်ပေါ့နော်ရှေးတည်ပတ်စံရှိတာတွေပစ္စည်းရှေးတာတွေပေါ့နော်သူများစီကနေကိုကနေပြီးတော့ရှေးရဆိုလို့ရှိရင်ကျွန်တော်တို့ကခါရီလူဆိုပြီးတော့သုံးလုံးတွေပေါ့နော်နောက်တစ်ခု oshieru ဆိုတာတင်ပြသည်ပေါ့နော် oshieru ဆိုတာတင်ပြသည်ခံကာအဲရုဆိုတာတွေးသည်ခံကာအဲရုဆိုတာစဉ်းစားသည်တွေးသည်ပေါ့နော်နောက်တစ်ခုစုမှုဆိုတာကျွန်တော်တို့နေထိုင်သည်စုမှုဆိုရင်နေထိုင်သည်ပေါ့နော်စုမှုဆိုရင်နေထိုင်သည်နောက်တစ်ခုခိရုဆိုလို့ရှိရင်ဖြတ်သည်ပေါ့နော်ခိရုဆိုရင်ဖြတ်သည်ပြက်သည်ပေါ့နော်ပြက်အောင်လုပ်လိုက်တယ်ပေါ့နော်တစ်ခုကိုခိရုဖြတ်လိုက်တယ်ပေါ့နော်ဒါမျိုးကိုသုံးတာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ကစုကဥဆိုလို့ရှိရင်အသုံးပြုသည်ပေါ့နော်စုကဥဆိုရင်ကျွန်တော်တို့ကအသုံးပြုသည်နောက်တစ်ခုကခိရုဆိုရင်ကျွန်တော်တို့ကဝက်စင်သည်ပေါ့နော်ခိရုဆိုရင်ဝက်စင်သည်ဒီမှာကျတော့ကျွန်တော်တို့ကတခါတည်းကျကျွန်တော်တို့ကဒီအပေါ်ကလေအတန်ထွက်လေးတွေပေါ့နော်အတန်ထွက်လေးတွေကတော့တူတယ်ဒါပေမဲ့ခန်းကြီးရဲ့ရေးပုံရေးနည်းလေးတွေမတူလို့ရှိရင်ကျွန်တော်တို့အတိတ်ပဲလေးတွေကွဲဝါးနိုင်တဲ့လေးတွေတော့သတိထားပေါ့နော်လောလောဆယ်တော့ N5 level လေးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ခိရုဆိုလို့ရှိရင်ဒီမှာပေါ့နော်အပေါ်ကခိရုရှိမယ်အောက်ကခိရုရှိမယ်ခန်းကြီးကမတူဘူးလေဒီမှာကြည့်လိုက်ခန်းကြီးကမတူဘူးဆိုတော့အတိတ်ပဲမတူတော့ဘူးเนาะအပေါ်ကခိရုကြလို့ရှိရင်ကျွန်တော်တို့ကဒီပြက်တီဖြတ်တီပေါ့เนาะအဲ့လိုမျိုးအတိတ်ပဲရတယ်အောက်ကခန်းကြီးကြတော့ကျွန်တော်တို့မတူတော့ခိရုဆိုရင်ဝက်စင်တီပေါ့เนาะအဝက်စားတွေဝက်စင်တာမျိုးပါသုံးဆွဲတယ်ပေါ့เนาะဆိုတော့နောက်တစ်ခုကြတော့ကျွန်တော်မွတ်စုဆိုတာကျွန်တော်တို့ရှိရင်ကိုင်ဆောင်တီတဲဆောင်တီပေါ့เนาะမွတ်စုဆိုရင်ကိုင်ဆောင်တီတဲဆောင်တီခဲစုဆိုလို့ရှိရင်ကျွန်တော်တို့ပိတ်တီပေါ့เนาะပိတ်တီပေါ့เนาะခဲစုဆိုတာကျွန်တော်တို့လျှက်စီမီတွေပိတ်တာတော့ပေါ့เนาะဒီနေရာမှာသုံးဆွဲတယ်ပေါ့เนาะအာခဲရုဆိုလို့ရှိရင်ကျွန်တော်တို့ကဖွင့်တီအာခဲရုဖွင့်တီစမ်းပိုးစုလို့ဆိုရင်ကျွန်တော်တို့ကလမ်းလျှောက်တီပေါ့เนาะစမ်းပိုးစုဆိုပြီးလမ်းလျှောက်တယ်ပေါ့เนาะနောက်တစ်ခုအာခဲရုကြတော့ကျွန်တော်တို့ကပေးတီပေါ့เนาะအာခဲရုကပေးတီရှီမဲရုကပိတ်တီပေါ့เนาะဒီမှာအာခဲရုနဲ့ဒီမှာအာခဲရုနဲ့ကျွန်တော်တို့ခဲနဲ့ခဲနဲ့꽌တယ်เนาะအာခဲဆိုလို့ခဲအတန်ပြင်းမယ်ဆိုလို့ကျွန်တော်တို့ကပေးတာဖြစ်မယ်ခဲဆိုလို့ရှိရင်ကျွန်တော်ဖွင့်တာဖြစ်မယ်ဒီမှာကျတော့ခန်းကြီးလေးပါမယ်ပေါ့နော်ဒီကောင်ကျတော့ပိတ်မယ်နော်ရှီမဲရုဆိုတာကျွန်တော်တို့ပိတ်တီပေါ့နော်နောက်တစ်ခုကျွန်တော်တို့ကဤရဲရုဆိုရင်ကျွန်တော်တို့ကအထဲထဲကိုထည့်တာပေါ့နော်ဤရဲရုဆိုတာထည့်တာဤရဲရုဆိုတာထည့်တာဓာတ်စုဆိုလို့ရှိရင်ကျွန်တော်တို့ကနှုတ်တာထုတ်တာပေါ့နော်ဓာတ်စုဆိုရှင်နှုတ်တာထုတ်တာပေါ့နော်ဥမာရဲရုဆိုတာကျွန်တော်တို့မွေးဖွားသည်ဥမာရဲရုမွေးဖွားသည်ဒေခါခဲရုဆိုတာကျွန်တော်တို့ကအပြင်ကိုထွက်သည်ပေါ့နော်ဒေခါခဲရုအပြင်ကိုထွက်သည်ကျွန်တော်ပြောနေတာလေးနည်းနည်းမြန်လားမသိဘူးပေါ့နော်မြန်နေတယ်ဆိုလို့ရှိရင်ကျွန်တော်နည်းနည်းအဲ့တော့ဖြည်းဖြည်းလေးတော့ပြောပြမယ်ပေါ့နော်ဟုတ်ကဲ့မြန်နေတယ်ဆိုလို့ရှိရင်လည်းကျွန်တော်နောက်ဗီဒီယိုတွေမှာနည်းနည်းပြင်ဆင်လို့ရအောင်ပေါ့နော်ကျွန်တော်ကိုဒီ comment လေးမှာရေးခဲ့လို့လည်းရတယ်ပေါ့နော်ကျွန်တော် channel ကိုလည်း subscribe မလုပ်ရသေးဘူးဆိုလည်း subscribe လုပ်ထားလိုက်ပေါ့နော်ကျွန်တော်ဒီဂျပန်စာနဲ့ပတ်သက်တဲ့ဟာတွေလည်းတင်ပေးနေတယ်ပေါ့နော်ဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ခုသွားရအောင်အခုဆိုလို့ရှိရင်ကျွန်တော်တို့ကထားသည်ပေါ့နော်အခုဆိုလို့ရှိရင်ထားသည်နောက်တစ်ခုကတဆုဒါဥဆိုတာကုညီသည်ပေါ့နော်တဆုဒါဥဆိုတာကုညီသည်โอคิรุဆိုလို့ရှိရင်ကျွန်တော်ကပို့သည်โอคิรุဆိုလို့ရှိရင်ပို့သည်နောက်တစ်ခုကနာရဥဆိုလို့ရှိရင်သင်ယူသည်ပေါ့နော်တယောက်စီကနေသင်ယူတာကိုနာရဥသင်ယူသည်ကိုကသင်ယူတာနော်ကိုကသင်ယူလို့ရှိရင်နာရဥဆိုပြီးတော့သုံးဆွဲတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကover ဆိုတာကျွန်တော်မှတ်မိသည်ပေါ့နော် over ဆိုတာမှတ်မိသည်မိုရာဥဆိုတော့ကျွန်တော်တို့ကလက်ခံရရှိသည်မိုရာဥဆိုတာလက်ခံရရှိသည်နောက်တစ်ခုကအိုယောဂုဆိုလို့ရှိရင်ကျွန်တော်ရေကူးသည်ပေါ့နော်အိုယောဂုဆိုတာရေကူးသည်ဝါဆိုရဲရုဆိုရင်ကျွန်တော်တို့ကမေ့သည်ဝါဆိုရဲရုဆိုတာမေ့သည်အိုရီရုဆိုလို့ရှိရင်ကျွန်တော်တို့ကပိတ်သည်ပေါ့နော်အိုရီရုဆိုတာဆင်းသည်ပေါ့နော်ဆင်းသည် sorry ဒီကားပေါ်ကနေပြီးတော့ယထာပေါ်ကနေပြီးတော့ဆင်းတာကိုကျွန်တော်တို့အိုရီရုဆိုပြီးတော့သုံးဆွဲတယ်ပေါ့နော်နောက်ခူရဲရုဆိုတာပေးသည်ပေါ့နော်ခူရဲရုဆိုတာပေးသည်ပေါ့နော်ဆိုတော့နောက်တစ်ခုကခဆုဆိုလို့ရှိရင်ကျွန်တော်တို့ကသူများကိုကွာနေပြီးတော့ share ပေးတယ်ပေါ့နော်ကိုစီကဖုန်းကိုသူများကိုခဏလောက် share ပေးတာတော့ကိုစီကပတ်စံအိမ်ကိုသူများကိုခဏလောက် share တာတော့ပေါ့နော်ကိုစီကနေသူများကိုပေးတာကမ်းတာပေါ့နော်အဲ့လိုနေရာမှာကျွန်တော်တို့က
ခတ်ဆိုပြီးသုံးဆွဲပါတယ်အာဘီတို့ကြာရင်ကျွန်တော်တို့ရေရှိုးသည်ပေါ့နော်ရေရှိုးသည်အာဘီတို့ရေရှိုးသည်ပေါ့နော်ဆိုတော့အဆုံးထိကြည့်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်ပေါ့နော်ဒီနေ့ကတော့ဗီဒီယို2လေးပေါ့နော်ဘတ်ဂျိုရှိရေးနံပါတ်2ဘတ်လေးအကြောင်းကိုကျွန်တော်ဗီဒီယိုလေးနဲ့လုပ်ပေးတာဖြစ်ပါတယ်အဆုံးထိကြည့်ပြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ